လေးစားရပါတရားချစ်ခင်သူတော်စင်ဓမ္မတန်ဘောကဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းလို့ခင်ဗျာဒီနေ့လောကမှာဆင်းရဲသားကတရားစကားပြောလာရင်ပတ်ဝန်းကျင်ကလူနေခြုံပြစိတ်နေပုံပြဆိုပြီးကဲ့ရဲ့တတ်ကြတယ်အဲ့ဒီလူနေခြုံပြစိတ်နေပုံပြလူကပတ်ဝန်းကျင်ကိုဒုက္ခမပေးပါဘူးလူနေပုံပြစိတ်နေခြုံပြသမားတွေကပတ်ဝန်းကျင်ကိုအကြီးအကျယ်ဒုက္ခပေးတတ်ပါလေဒါကြောင့်လူနေခြုံပြစိတ်နေပုံပြဒီလူစားကိုသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါလူနေပုံပြစိတ်နေခြုံကြားသမားကိုအာမကိုးပါနဲ့ကြားစိုးထက်ဆိုးတယ်ဆိုတာမှတ်ထားပြီးအတိတရားနဲ့တတိထားကရှောင်ရှားပါသူ့မှာမကောင်းတာလုပ်ဖို့အတွက်စွမ်းရည်အပြည့်အစုံရှိနေပါလေတရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီကနေ့ချိန်ခါသမျှကံသမားနဲ့ဉာဏ်သမားတို့ရဲ့ဘဝနှိုင်းရှင်ပြရရင်ကာမတက္ကရဉာဏ်လောက်နဲ့တန်တရားလမ်းလျှောက်နေတယ်တုဂတိခုနှစ်ဌာနအမှန်ရောက်ပေမဲ့စခန်းမဆုံးလမ်းမဆုံးလို့ခန္ဓာ၅ပါးရပြီးအိုနာသေးနဲ့နဗန်းလုံးနေရဥမာပါတရားချစ်ခင်သူတော်စင်သစ္စာအနုလောမဉာဏ်မှတဆင့်ပုထုဇဉ်အတိဘာမှမရှိတော့တဲ့ကုတ္တရဘူးဉာဏ်ပေါက်အောင်ဘဝတန်တရားမှာဉာဏ်လန်းကလျှောက်တတ်ရင်တန်တရားခီးဆုံးမဲ့နိဗ္ဗာန်နဲ့အနည်းဆုံးခီးကိုရောက်နေပြီဖြစ်ပါလေတရားချစ်ခင်သူတော်စင်ဒါကြောင့်တန်တရားခီးကိုကံသမားကပတ်လန်းကလျှောက်တယ်ဉာဏ်သမားကတော့ဖြတ်လန်းကလျှောက်ပါလေတရားချစ်ခင်သူတော်စင်ဤတို့ဤနေတန်ဝေကအဖျားပြာရစေရာပြားဖြစ်တဲ့ဒသနတံပရာနီးအဖျားပြာနဲ့အများတသိန်းကိုတရားအလင်းပြမယ်မန္တလမာလဓမ္မတွင်တို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမည်အကြောင်းလေးလေးစားစားကာရဝတရားနဲ့ဖိတ်ကြားအပ်ပါလေတရားချစ်ခင်သူတော်စင်ဒီကနေ့လောကကြီးဟာအသွင်သဏ္ဍာန်တွေတိုးတက်ပြီးအမြင်မှန်တွေကျုပ်ပြက်နေတဲ့လောကကြီးကလောဘကြီးအောင်လုပ်နေပါလေလောဘကြီးရင်ဘုရားရှင်ကလောဘောဇဝိနာတမူလံနဲ့ပျက်စီးရခြင်းရဲ့မူလအကြောင်းရင်းတရားခါဟာလောဘပဲလို့ဘုရားဟောပါလေဒီလောဘကြောင့်သီလပြည့်တယ်ဒီလောဘကြောင့်ဒီယာဒီတွေပြည့်ရတယ်ဒီလောဘကြောင့်ဒီလောကပြည့်ရတာပါဒါကြောင့်ဒီကနေ့အများပြောနေတဲ့ကဘာကြီးပူနွေးလာရတဲ့အကြောင်းကိုမှတ်စရာရှာကြံကကြည့်ရင်